lâu lầnတော့ကျွန်တော်လောက်ရမယ်ဒီဟာဆိုတော့ဘာသာတရားရဲ့အနည်းအဆုံးမအရာကိုနောက်ကျွန်တော်တခုပြောချင်တာတော့ဒါကျွန်တော်အမြဲတမ်းပြောလို့ရှိတယ်ဒါကျွန်တော်တို့မှာကမတရားမှုတစ်ခုဖြစ်လာပြီးဆိုရင်ဒါကဘသူကိုပဲလုပ်ဒီနေရာမှာမွတ်စလင်တယောက်ကကျူးလွန်နေဆိုရင်လည်းသူ့ကျွန်တော်တို့စန့်ကျင်ပါပဲအဲ့တော့မတရားမှုတစ်ခုကျူးလွန်လာပြီးဆိုရင်အဲ့မတရားမှုတစ်ခုကျွန်တော်တို့ကိုထိလက်ရောက်တားနိုင်ရမယ်မတားနိုင်ဘူးဆိုရင်ကျွန်တော်တို့အတန်ထုတ်ရမှာအဲ့အတွက်အတန်လည်းမထုတ်နိုင်ဘူးဆိုရင်စိတ်ထဲကနေကျွန်တော်တို့ဒီလိုဟို boycott လုပ်တဲ့သဘောပေါ့နော် boycott လုပ်ရမယ်ဆိုတော့အဆင့်3ဆင့်ကျွန်တော်တို့မှာရှိတယ်ဆိုတော့ကျွန်တော်တို့ဒီဘက်မှာရောက်နေတဲ့အဆင့်ဟာကျွန်တော်တို့လက်တွေ့အလုပ်လုပ်နိုင်တဲ့အဆင့်မှာရှိတယ်ပို့ပြီးထိထိရောက်လုပ်နိုင်တဲ့အနေအထားမှာရှိတယ်လွတ်လပ်တယ်ကျွန်တော်တို့ပို့ပြီးတော့ဆိုတော့အဲ့လိုလွတ်လပ်မှုရှိရဲ့ဒါနဲ့ကျွန်တော်တို့အလုပ်မလုပ်ဘူးဆိုရင်ဒါကဘာသာတရားအနေအထားနဲ့တော်တော်လေးကြီးမားတဲ့အဖြစ်တစ်ခုဖြစ်တယ်ကျွန်တော်တို့ပုံမှာဒါကျွန်တော်တို့မကျူးလွန်တဲ့အမှားတစ်ခုမျိုးပေါ့နော်ဒါတော်တော်လေးကြောက်စရာကောင်းတဲ့အမှားတစ်ခုပေါ့ဒါဆိုတော့အဲ့လိုအနေအထားတစ်ခုကိုကျွန်တော်တို့ရောက်တဲ့ပုံမှာဒါကျွန်တော်တို့မှာ principle တစ်ခုရှိပြီးသားမလုပ်လို့မရဘူးနိုင်တဲ့ဘက်ကတစ်ခုလုပ်ကိုလုပ်ရလိမ့်မယ်တစ်ခုမွတ်စလင်တိုင်းကတစ်ခုလုပ်ကိုလုပ်ရလိမ့်မယ်ဒါကမတရားမှုတစ်ခုဖြစ်နေတဲ့အတွက်ဒါကိုတားဖို့အတွက်ဘာလုပ်သင့်တယ်လဲဆိုတာကျွန်တော်တို့မှာဟိုလုပ်ကိုလုပ်ရတဲ့အလုပ်တစ်ခုဆိုတော့အဲ့ဒီပုံမှာကျွန်တော်တို့စဉ်းစားတာကကျွန်တော်တို့ NUG ကိုကျွန်တော်တို့ဝိုင်းဝန်းပံ့ပိုးမယ်ပေါ့နော်ဝိုင်းဝန်းပြီးတော့ကျွန်တော်တို့သူနဲ့လက်တွဲကြတယ်ဆိုတော့MMCC ဖွဲ့စည်းပြီးတော့တပတ်နှစ်ပတ်အတွင်းမှာပဲကျွန်တော် NUG ဆိုရတဲ့ကျွန်တော်တို့တွေ့ခွင့်ရတယ်ပေါ့နော် meeting တစ်ခုကျွန်တော်လုပ်ဖြစ်တယ်ဆိုတော့အဲ့မှာသမလာယာယီသမလာလည်းတက်တယ်နောက်ပြီးကျတော့ဒီမဇင်မောင်တို့နောက်တော်တော်ဇော်ပြီးဆုံးတော်တော်များတက်ကြပါတယ်ဟို NUG ဘက်ကနောက်တော်တော်လည်းအားရဖို့ကောင်းပါတယ်ဒါပေမဲ့ဟိုကျွန်တော်တို့ဘက်ကတင်ပြခွင့်တော့ရတာပေါ့နော်ကျွန်တော်တို့ရဲ့အခက်အခဲတွေပါရှိတယ်လေကျွန်တော်တို့ဘာတွေလူချင်းတယ်လဲကျွန်တော်တို့ဘာတွေအဆင်မပြေတာလဲဆိုတော့အဲ့ဒီပုံမှာသူတို့ရဲ့အခက်အခဲလဲကျွန်တော်တို့နားလည်ခြင်းတယ်ပေါ့နော်ဘာတွေနောက်ကျွန်တော်တို့နားလည်ပြီးသားပါရှင်းပြောလို့ရှိရင်ဒါကအစိုးရတရက်အနေနဲ့သူတို့လုံနေရက်တည်နေရတယ်ဆိုပေမဲ့လည်းဟိုသူတို့လည်းသူတို့ရဲ့လုံခြုံရေးကိုတော်တော်လေး view ဆိုင်ပြီးတော့ရက်တည်နေရတယ်နောက်ဟိုဘယ်ချိန်ပါဖြစ်မလဲဆိုတော့သူတို့ကိုလည်းသူတို့ပြောနိုင်တဲ့အနေအထားတချို့တွေရှိကြတယ်ပေါ့နော်ဆိုတော့ဒီကြားထဲကနေပြီးတော့အတက်နိုင်ဆုံးသူတို့အလုပ်လုပ်နေဆိုတာကဟိုကျွန်တော်တို့အနေနဲ့တက်နိုင်တဲ့လို့တော့ဟိုပါဝင်ကူညီမယ်တက်နိုင်ဆုံးကျွန်တော်တို့ကူညီမယ်ဒါတချို့ကိစ္စရက်ကြတော့အဲ့ဒီမှာကျတော့ဟိုဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့ compromise လုပ်လို့မရတဲ့ကိစ္စတွေရှိတယ်တချို့အချက်တွေကဒီချက်တွေကြတော့ NUG အနေနဲ့နားလည်ဖို့အတွက်ကျွန်တော်တို့လည်းအမြဲတမ်းချက်ကတ်တယ်အမြဲတမ်းကန်တယ်ဘာလို့လဲဆိုတော့ဟိုကျွန်တော်တို့ရဲ့ community ကိုကျွန်တော်ချုပ်ပြီးပြောရမယ်ဆိုရင်ဒါဟိုဒီဟာမပြောခင်ကျွန်တော်တခုတန်ပြောချင်တာကမြန်မာပြည်ရဲ့ပြဿနာတစ်ခုရှိတယ်ပေါ့နော်ဒီဟာတော်တော်လေးကိုအမြင့်တွင်နေတဲ့ပြဿနာတစ်ခုဒီအမြင့်တွင်နေတဲ့ပြဿနာကဘာလဲဆိုတော့ဘာသာတရားကိုအခြေခံတဲ့လူမျိုးကြီးဝါဒအဲ့ဒီဝါဒကမြန်မာပြည်မှာတော်တော်လေးအယူဆွဲနေပြီဒါကိုအမျက်ထုတ်နေတာကစစ်တပ်ကအမျက်ထုတ်နေတာဒါပေမဲ့ဒီစစ်တပ်တဲ့အရင်မှာကတည်းကဒီပြဿနာရှိနေတာဗိုလ်ချုပ်နေအာဏာမှာသိငင်ကတည်းကဒီပြဿနာရှိနေတာဒါကိုတိုင်းသားတွေကောင်းကောင်းသိတယ်ဟုတ်ပြီလားဆိုတော့အဲ့ဒီပုံမှာဒါကိုတချို့မြန်မာနိုင်ငံရေးသမားတွေသိတယ်လို့တချို့မြန်မာနိုင်ငံရေးသမားတွေကဒါကိုအာယုံမဆိုင်မိတာလည်းပါတယ်ဆိုတော့ဒီပုံမှာဘာကိုကျွန်တော်ပြောချင်လဲဆိုတော့မြန်မာပြည်အဓိကပြဿနာကဒီမိုကရေစီရဲ့ပြည်လည်သွားမယ်လွတ်တော်ဆိုရတက်လိုက်ပြည်လည်သွားမယ်ဆိုတဲ့ဟာကဒါလုံးဝမဟုတ်ဘူးဒီပြဿနာကဖြစ်ခဲ့တာဟိုဦးနုလက်ထက်မှာကတည်းကဖြစ်ခဲ့တယ်ဒီမိုကရေစီစနစ်ကောင်းကောင်းကြီးဖြစ်နေတဲ့အချိန်မှာကဖြစ်ခဲ့တဲ့ပြဿနာဆိုတော့ဒီပြဿနာမျိုးကိုဖြေရှင်းဖို့ဆိုတာကကျွန်တော်တို့ကပုံမှန်လေးပြောမှရမယ်ဒီကိစ္စကိုတီးတီးကြဟိုကင်တွယ်မှရမယ်ကိစ္စတခုဒါကျွန်တော်တို့ထဲမှာဟိုဒါမြန်မာပြည်မှာရှိတဲ့မွတ်စလင်တခုတည်းကိုနှိပ်ကွနေတဲ့ဇလံမဟုတ်ဘူးဒါကဗမာမဟုတ်တဲ့လူမျိုးဘာသာအလုံးကိုနှိပ်ကွနေတာဗုဒ္ဓဘာသာဗမာလူမျိုးဆိုပြီးတော့ဒီစစ်တပ်ကရိုက်ထည့်ထားတယ်ဒီထဲမှာအဲ့ဒီဟာမဟုတ်တဲ့လူမျိုးအလုံးကဒီတစ်မှတ်ထဲမှာပါတယ်ဆိုတော့ကျွန်တော်တို့ပြောချင်တာကဟိုမွတ်စလင်တခုတည်းအခွင့်အရေးရမှဒီပြဿနာပြေလည်မှာမဟုတ်ဘူးဒီလိုအတွေးခေါ်မရှိမှဒီပြဿနာပြေလည်ပါကျွန်တော်တို့စန့်ကျင်နေတာဒီအတွေးခေါ်ကိုစန့်ကျင်နေတာကျွန်တော်တို့အခွင့်အရေးကိုကျွန်တော်တောင်းနေတာမဟုတ်ဘူးဒါလေးကိုတဲတဲခွဲခွဲသိဖို့တော်တော်ရည်ကြီးတယ်ဆိုတော့ဒါကိုဖြိုဖျက်ဖို့အတွက်ဒီလိုအတွေးခေါ်တွေကိုကျွန်တော်ရှင်းထုတ်ဖို့အတွက်ဒါကအရှင်းပြောရင်ကျွန်တော်ဥပမာပေးရမယ်ဆိုရင်မြန်မာပြည်ကိုအနှစ်ပေါင်း100ကျော်အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ခဲ့တယ်ဗျာဗုဒ္ဓဘာသာဘာဖြစ်သွားသလဲပျောက်ကွယ်သွားသလားဗမာလူမျိုးပျောက်ကွယ်သွားလားဘာမှမဖြစ်ခဲ့ဘူးဟုတ်ဆိုတော့ဒီအတွေးတွေကိုကျွန်တော်တို့ကဒါကျွန်တော်တို့ရဲ့အတွေးတွေကိုဒီ insecure feeling တွေပေါ့ insecure idea တွေရိုက်ထည့်လာတယောက်နဲ့တယောက်မသင်္ကာအောင်မယုံကြည်အောင်စိုးရိမ်အောင်တယောက်ကိုတယောက်ဆိုတော့အဲ့လိုပြည်သူတွေကစိတ်အပေါ်မှာကွဲနေတဲ့ပုံမှာဒီစစ်တပ်ကနှစ်ပေါင်း90နီးပါးကျွန်တော်အုပ်ချုပ်1960ကျော်ကလေးအုပ်ချုပ်တယ်လို့ဆက်လက်အုပ်ချုပ်သွားတယ်ဟိုလူလာပြောင်းသွားတယ်စနစ်ကမပြောင်းသွားဘူးစိုးတဲ့တာစိုးလာတယ်အနေထားဆိုတော့ဒါကိုကျွန်တော်တို့ကဝိုင်းပြီးတော်လှန်ရမယ့်အနေထားဖြစ်တယ်ဒီ point ကိုကျွန်တော်အဓိကစဉ်းစားရမှာပေါ့နော်ဆိုတော့အဲ့ဒီလိုအခြေခံပြီးကျွန်တော်တွေးလိုက်တဲ့ပုံမှာ NUG ဆိုရက်ကိုကျွန်တော်ကပြောချင်တာကဒီလိုမျိုးအတွေးခေါ်ကိုသက်ဆိုးရှိစေနိုင်တဲ့
ဥပဒေတော်၎င်းအမိန့်တော်၎င်းလောက်ရက်တော်၎င်းအားလုံးကိုကျွန်တော်ရှောင်စေခြင်းနဲ့အဲ့ဒါတွေကိုကျွန်တော်ပြုပြင်စေခြင်းနဲ့ဒါကတော့တရက်နေ့ရက်နဲ့ပြီးမဲ့ကိစ္စမဟုတ်ဒါနေ့အချိန်ပေးရလိမ့်မယ်ဒါပေမဲ့စဖို့လိုပြီလို့ကျွန်တော်ပြောချင်တယ်ဘယ်လိုစမလဲကျွန်တော်တို့ဆိုတော့အခု NUG ဆိုရနေပြီးတော့ Rohingya နဲ့ပတ်သက်တဲ့ policy paper တခုထုတ်တယ်ဒါတော်တော်လေးကြိုးဆိုစရာပါတော်တော်လေးဝမ်းလဲတာတယ်ကျွန်တော်တို့တော့ဂုံလဲဂုံယူတယ်ကြိုလဲကြိုးဆိုတယ်သို့တော့အဲ့ဒီထဲမှာတချို့ကိစ္စတွေကဟိုလက်တွေ့ဖြစ်ဖို့တော်တော်လိုတယ်ဥပမာကျွန်တော်တခုထောက်ပြမယ်ဆိုရင်ဟိုရခိုင်လူမျိုးစုတွေသဘောတူမှ Rohingya တွေအခွင့်အရေးရမယ်ဆိုတဲ့စကားဒါအဓိပ္ပာယ်မရှိဘူးဟုတ်ပြီလားဒါ Rohingya လူမျိုးဆိုတာကသူ့လူမျိုးသူ့ရဲ့ဟိုမွေးရပါအခွင့်အရေးဆိုတာလူအခွင့်အရေးဆိုတာရှိပြီးသားဆိုတော့အဲ့ဒီဟာကိုဘယ်သူမှလာပြီးတော့ဟိုသဘောတူမှရမယ်ဆိုပြီးပြောလို့မရဘူးဒါလက်ကိုခံရမယ်ဒီကိစ္စဟုတ်ပြီလားဆိုတော့ Rohingya တွေကိုလူအခွင့်အရေးပေးတယ်လို့ဗုဒ္ဓဘာသာမြန်မာနိုင်ငံကြီးမွတ်စလင်နိုင်ငံဖြစ်သွားမယ်ဆိုတဲ့အတွေးခေါ်အမှားတွေရိုက်ထည့်နေတဲ့ဟာကိုလည်းကျွန်တော်တို့ဟိုမယောင်ဟိုနားမယောင်မိဖို့လိုတယ်ဒါကအဓိပ္ပာယ်မရှိတဲ့ဟိုဘယ်လိုပြောမလဲဆိုအချင်းချင်းပြိုကွဲအောင်လုပ်နေတဲ့ဟာတွေသာဖြစ်တယ်ဆိုတော့ NUG အစိုးရထဲမှာလည်းကျွန်တော်ပြန်သုံးသပ်ကြည့်တော့သူ့မှာလည်းဟိုခက်ခဲတွေနဲ့ကြုံတွေ့ပြီးတော့ရင်ဆိုင်ပြီးတော့လှုပ်ရှားနေတဲ့အပိုင်းရှိသလိုတချို့လူတွေပါဝင်နေတဲ့တချို့လူတွေရဲ့နိုင်ငံရေးအနေအထားကလည်းဟိုဘယ်လိုပြောမလဲဆိုတော့ liberal မဆန်တာတွေကျွန်တော်တို့တွေ့ရတာပေါ့နော်ဆိုတော့ဒါကတော့ဗျာနိုင်ငံရေးဖွဲ့စည်းတစ်ခုဖြစ်လာပြီးဆိုရင်လူပေါင်းစုံပါနိုင်တယ်ရောင်ပေါင်းစုံပါလာနိုင်တယ်တော့အဲ့ဒီပုံမှာမူတည်ပြီးတော့ဘယ်သူကပို့ပြီးတော့ဩဇာရှိလေအဲ့ဒီပုံမှာပါတီတစ်ခုနဲ့ဆိုရတစ်ခုကအဲ့ဒီဘက်ကိုပို့ဥတီသွားနိုင်တယ်ဒါကြောင့်မို့လို့လေသူ့ကိုထိန်းချောင်းဖို့အတွက်ဒါနိုင်ငံရေးထဲမှာဒါနိုင်ငံတိုင်းမှာ democratic ဟိုဘယ်လိုပြောနိုင်ငံတိုင်းလိုမှာဒါဟိုချိန်ဝင်ရှာထိန်းညှိဖို့အတွက် check and balance လုပ်ဖို့အတွက်လွတ်တော်တို့အာဏာဟိုဥပဒေရေးကော်မတီဒါတွေရှိကြတာဟုတ်ဆိုတော့အစိုးရတစ်ရက်ကိုပြန်ထိန်းကူဖို့ဆိုတာကဒီလိုစီမံနေမရှိဘူးဆိုရင်တော့ကျွန်တော်ကတော်လိုင်းကာလဖြစ်နေတဲ့အပေါ်မှာလွတ်တော်တစ်ခုကျွန်တော်တို့မှမတိဆောက်နိုင်ဘူးဒါပေမဲ့လည်း CRPH ကနေပြီးတော့ဒီကဏ္ဍကိုဟိုတတ်နိုင်တယ်လို့သူတို့လုပ်နေတယ်ဆိုတော့ကျွန်တော်တို့မြင်ရတယ်ဒါပေမဲ့လည်းအားနည်းချက်တွေတော့ရှိတာပေါ့ဗျာဒါပေမဲ့ဟိုအားနည်းချက်ရှိတယ်ဆိုပေမဲ့ဟိုလွတ်တော်တစ်ရက်လို့သူတို့ပဲလုပ်လို့မှမရတာဆိုတော့အားနည်းချက်တော့ရှိနေမှာပဲဆိုတော့အဲ့ဒီပုံမှာကျွန်တော်တို့ဘက်ကလည်းတတ်နိုင်တယ်လို့နားလည်ပြီးတယ်ဟိုနားလည်ပြီးတယ်ဆိုပေမဲ့ကျွန်တော်ဆောင်းတော့ပြောသလိုလက်ခံလောက်ကိုလောက်ရမယ့် principle ကိစ္စတချို့တွေရှိတယ်ဒါအရေးကြီးတဲ့ကိစ္စဒါတွေကရှောင်လွှဲလို့မရမသိတဲ့ကိစ္စတွေရှိတယ်ဆိုတော့အဲ့ဒီဟာမျိုးကိုတော့ကျွန်တော် NUG ကိုကျွန်တော်တောင်းဆိုတယ်အများနဲ့တောင်းဆိုတယ်ဥပမာတစ်ခုပြောရမယ်ဆိုရင်ဒီ NUG ဆိုရဖွဲ့စည်းပုံမှာနိုင်ငံတကာကလည်းဒါကိုအများနဲ့သူတို့ကျွန်တော်တို့အများနဲ့အမေးခံရတယ်ဟိုကျွန်တော်တို့ဆိုရင်ဟိုကျွန်တော်ပြီးခဲ့တဲ့ဒီလတွေမှာဆိုရင်ကျွန်တော် American နိုင်ငံခြားရေးဝန်ကြီးနဲ့ကျွန်တော်တွေ့ခွင့်ရတယ်နောက် UK ရဲ့နိုင်ငံခြားရေးဌာနဦးကြီးတွေနဲ့ကျွန်တော်တွေ့ခွင့်ရတယ်ဆိုတော့ဒီမေးခွန်းတွေမှာအများနဲ့ဒီစကားအများနဲ့ပါတယ် NUG ဆိုရမှာကျွန်တော်တို့ပါဝင်ပြီလားကျွန်တော်တို့စီကလူနည်းစုတွေပါဝင်သလားပါဝင်ခွင့်ရသလားဆိုတော့ပါဝင်ခွင့်ရသလားဆိုတော့ကျွန်တော်နှစ်မျိုးဒီမှာမြင်တယ်ပေါ့နော် NUG ဆိုရကလူနည်းစုတိုင်းသားလူနည်းစုတွေကိုဟိုပါတီထဲမှာဒီအစိုးရဖွဲ့ထဲမှာထည့်ထားတယ်ကိုစားပြုပြီးတော့ထည့်ဖို့လိုတယ်အရေးကြီးတာဥပမာကျွန်တော်ကရင်လူမျိုးတယောက်ကိုကျွန်တော်တို့လည်းအဆင်ပြေတဲ့ကရင်လူမျိုးတယောက်ကိုကျွန်တော်ယာရုပေးလိုက်တဲ့ဟာထက်ဆိုင်ကရင်လူမျိုးကိုစားပြုတဲ့ဖွဲ့စည်းတစ်ခုကနေလာတဲ့နိုင်ငံရေးသမားတွေကိုနေရာပေးစေချင်တယ်ဒါဆိုရင်ပို့ပြီးတော့ဟိုဘယ်လိုပြောမလဲဆိုတော့ကရင်လူမျိုးတွေကဟာငါတို့တွေရဲ့အစိုးရဖြစ်တယ်ငါတို့တွေလည်းပို့ပြီးတော့ဟိုကိုအစိုးရဖြစ်တယ်ဆိုကိုခံစားရမှာပေါ့ဗျာဆိုတော့ဒါမျိုးကိုကျွန်တော်အကြံပြဒါပေမဲ့တော်လိုင်းကာလဖြစ်တဲ့အပေါ်မှာအရာရာတိုင်းကျွန်တော်တို့တောင်းဆိုခြင်းတိုင်းဟို NUG အနေနဲ့လုပ်ပြီးလို့လည်းမလွယ်ဘူးကျွန်တော်နားလည်ပါတယ်ဆိုတော့အဲ့ဒီပုံမှာကျွန်တော်တို့တချို့ကိစ္စတော့အကြံပေးတယ်ကျွန်တော်တို့ပြောတယ်မြစ်တာရက်ခံတယ်ပေါ့နော်တတ်နိုင်တယ်လို့ဒီကိစ္စတွေကိုဖြေရှင်းပေးပါလုပ်ပေးပါတစ်ဖက်မှာလည်းနိုင်ငံတကာမှာလည်းကျွန်တော်တို့ပြောတဲ့အချိန်မှာဟာဟုတ်ပါတယ်ကျွန်တော်တို့အနေနဲ့ဒါကို communicate လုပ်ထားပါတယ်လူကြီးမင်းတို့အနေနဲ့လည်းဒါကိုပြောပေးပါကျွန်တော်တို့အနေနဲ့လည်းဒါကိုပြောနေပါတယ်ဒါပေမဲ့တော်လိုင်းကာလဖြစ်တဲ့အပေါ်မှာကျွန်တော်တို့လည်းတချို့ကိစ္စတွေနားလည်ပေးနေရတယ်ဆိုတော့ဟိုဒီထဲမှာပြီးခဲ့တဲ့ကျွန်တော်တို့ရဲ့အတွေ့အကြုံအရကျွန်တော်ပြောရမယ်ဆိုရင်တော့ဒါ88လှုပ်ရှားမှုမှာဟိုကျွန်တော်တို့နဲ့လက်တွဲခဲ့တဲ့ကျွန်တော်အကူတွေမတွေဦးတွေအတော်တွေရှိသူတို့တွေလက်တွဲခဲ့တဲ့အနေအထားတစ်ခုရကျွန်တော်သိရတဲ့လောက်ကဒါနောက်မှလွတ်တော်ရောက်လိုက်ငါတို့ဆွေးနွေးရအောင်လွတ်တော်မှာကျွန်တော်တို့ဖြည့်ရှင်းအောင်ဆိုပြီးတော့ထားခဲ့တဲ့ကိစ္စတွေအလုံးဟာဒီနေ့အဲ့ဒီကိစ္စတွေလာပြီးပောက်ကွဲမှုဖြစ်သွားတယ်ဒါတွေကြောင့်ကျွန်တော်တို့ဒီမှာတော်တော်လေးထိခိုက်နေနိုင်ရတယ်လူနည်းစုတွေဆိုတော့နောက်မှရှင်းဆိုတဲ့ကိစ္စကိုကျွန်တော်တို့အယုံကြည်မရှိဘူးအမှန်တမ်းပြောတာနောက်မှပြောဆိုတဲ့စကားကိုလည်းကျွန်တော်တို့အယုံကြည်မရှိဘူးနောက်မှပြောဆိုတဲ့စကားကအခုပြောမပြောချင်ဘူးဆိုတာမဟုတ်ဘူးသူကပြောလို့မရဘူးဆိုတဲ့အဓိပ္ပာယ်ဆောင်တယ်ဆိုတော့ကျွန်တော်တို့ဒါကိုလက်မခံဘူးဆိုတော့ဘသူရဲ့အခွင့်အရေးမှနောက်မှပြောဆိုတာမရှိဘူးအခွင့်အရေးအလုံးကအခုပြောရမယ်ဟာကြီးပဲဒါပေမဲ့ဘယ်ချိန်အကောင့်ထဲဖော်မလဲဆိုတာကအချိန်လေးတစ်ခုရအကောင့်ထဲဖော်မယ်ပြောလို့ကတော့အားလုံးရတယ်ဘယ်ချိန်ဆိုပြောလို့ရတယ်အဲ့ဒီအတွေးခေါ်တစ်ခုတော့ကျွန်တော်တို့မှာပြောင်းလဲသင့်တယ်လို့ကျွန်တော်ပြောနေတာပေါ့နော်
ဆိုတော့ပြောပါအခုနောက်ထပ်မေးခွန်းရှိတယ်ကျွန်တော်မေးနေကျွန်တော်ဆက်ဖြေသွား ကျွန်တော်ကကိုကျော်ဝင်းတို့ကျွန်တော်စပြောသလိုအဓိကကျွန်တော်သိနေတာကကိုကျော်ဝင်းတို့လမ်းစဉ်ကပုတ်ပွင့်လင်းလင်းပြောရင်ဆရာကြီးဥရဇက်ကလမ်းစဉ်ပေါ့ငါတို့ကဗမာနိုင်ငံသားတွေဖြစ်တယ်ငါတို့ကဗမာနိုင်ငံရဲ့ကောင်းကျိုးအတွက်ငါတို့အမြဲတမ်းပါဝင်မယ်ဆိုတဲ့အတွေးခေါ်နဲ့သွားတာလို့ကျွန်တော်နားလဲတယ်ဒါကျွန်တော်နားလဲတာကိုပြောတာပေါ့အဓိကတစ်ချက်ကနိုင်ငံသားအခွင့်အရေးမဖြစ်မနေရမယ်ဒီအစ္စလာမ်ဘာသာကိုကိုးကွယ်တဲ့သူတွေအားလုံးကဗမာပြည်အနှံ့အပြားမှာနေကြတာဗမာတကြဥပမာဗုဒ္ဓဘာသာလည်းတကြပေါ့အစ္စလာမ်ဘာသာကိုးကွယ်တဲ့လူလည်းတကြခရစ်ယာန်လည်းတကြလူခွင့်ရေးအပြည့်အဝရဖို့တိုက်နေတဲ့အချိန်မှာအခုလောလောဆယ်မှာ NUG က2008အခြေခံဥပဒေကိုဖျက်တယ်လို့တော့ပြောထားတယ်သူတို့မှဟိုဘယ်လိုပြောမလဲဗရိညင်နေနဲ့သူတို့သွားနေတယ်လို့ပြောထားတယ်ဒီဟာတွေကဘလို့ပြောမလဲဆိုတော့ဘာသာရေးနဲ့နိုင်ငံရေးနဲ့ဟိုကွက်ပြပြလည်းဖြစ်ဖို့ကိုကျော်ဝင်းကလည်းကိုလကပြောထားတဲ့အခါမှာကျွန်တော်တို့လာမဲ့အနာဂတ်မှာဒီလိုပေါ့သာသနာရေးဝင်ကြီးတွေပါတယ်ရှိဖို့တို့သေးလားနိုင်ငံသားအခွင့်အရေးအပြည့်အဝရဖို့နဲ့ယဉ်ကျေးမှုတွေကိုလှုပ်ဖို့ကပိုအရေးကြီးသလားဆိုတဲ့ကိစ္စလေးတွေကိုကိုကျော်ဝင်းရဲ့အမြင်တစ်ချက်လောက်ပြောပြပေးပါနောက်ဆရာကြီးဥရဇက်ကလမ်းစဉ်နဲ့သွားတာလားဥပမာတချို့မွတ်စလင်တွေကတော့ပြောတယ်ပေါ့ဥဖေခင်ပေါ့ဥဖေခင်လမ်းစဉ်နဲ့သွားတယ်ဆိုလို့ရှိရင်နောက်ဆုံးကျတော့ဥနေဝင်းလှုပ်တဲ့အတိုင်းလှုပ်ပြီးတော့ဟိုဘယ်လိုပြောမလဲဆိုတော့ဟိုပြန်နှန်းဝင်အရာရှိတွေယူပြီးတော့လွတ်လပ်ရေးမော်ကုန်းဝင်တွေယူပြီးတော့နိုင်ငံခြားထွက်သွားတဲ့ဒါဥဖေခင်လည်းရှိတာဟိုဒါလူကတယောက်နဲ့တယောက်မတူဘူးကိုကျွန်တော်တို့ကအချိန်ကာလကိုစောင့်ကြည့်ဖို့လိုတာကိုအခုချက်ချင်းကိုကျော်ဝင်းကကောင်းနေဆိုပေမဲ့နောက်လင်္ကာနှစ်ကြိုင်ကောင်းခြင်းမှလည်းကောင်းပါလေဒါအချိန်ကာလကိုစောင့်ဖို့လိုတာကိုအဲ့တော့ဆရာကြီးဥရဇက်ရဲ့လမ်းစဉ်မျိုးလားဥဖေခင်ရဲ့ဘယ်လိုပြောမလဲဆိုတော့အာဏာရှိတဲ့လူနောက်ကိုငါတို့လိုက်မဲ့လမ်းစဉ်လားဒီကိစ္စကိုကျွန်တော်တို့အစ္စလမ်ဘာသာဝင်ကိုကိုးကွယ်တဲ့လူငယ်တွေပါသိအောင်ပေါ့တစ်ချက်လောက်ရှင်းပြပေးပါကျွန်တော်ဥပိ္ပခေကိုအဲ့လိုတော့မသုံးသပ်ဘူးဗျအခုဟုတ်ကဲ့ပြောသလိုတော့ဒီနေရာတော့ကိုနဲ့ကျွန်တော်သဘောထားကွဲလဲနေဟုတ်ကဲ့ကွဲလို့ရပါတယ်ကျွန်တော်တော့သူ့ကိုမြင်တာကတိုင်းပြည်အကျိုးအတွက်ကိုသူအကောင်းဆုံးဗိုလ်ချုပ်အောင်ဆန်းနဲ့လက်တွဲပြီးသူလှုပ်ရှားခဲ့တယ်ဟုတ်ကဲ့ဒါပေမဲ့ဒီလူတွေကကိုကျိုးစွန်းတဲ့လူတွေဗျသူတို့ကိုတခုကျွန်တော်ပြောမြင်တာကသူတို့တွေကဟိုအကယ်၍သူတို့တွေရဲ့ဟိုအကျိုးကျေးဇူးရသူတို့နားလေဟိုရှေးရှုခဲ့မယ်ဆိုရင်ဒီနေ့ဒီချက်ကြီးကျယ်တဲ့အာဏာတွေသူတို့ရပြီးတော့နေ position တွေရပြီးတော့သူတို့တွေဟိုဒါတော့ဟိုအလုံးသိတဲ့အတိုင်းပဲဗိုလ်ချုပ်နေမင်းရဲ့ဘယ်လို view ဟာတွေဘယ်လို policy တွေသုံးခဲ့လဲဆိုတာဆိုတော့အကောင်းဆုံးသူ့ချိန်သူ့ခါမှာသူ့အနေနဲ့သူအကောင်းဆုံးသူလုပ်ခဲ့တဲ့အတွက်ကျွန်တော်တို့ဒါကိုအသိမပြုအောင်ဟုတ်ကဲ့เนาะဆိုတော့ဥရဇတ်တို့ဥဖေခင်တို့လမ်းစဉ်တို့ကျွန်တော်တို့ပြောတဲ့နေရာမှာကျွန်တော်တို့သုံးသပ်တာကဥရဇတ်တို့ဥဖေခင်တို့ဆိုတာကဒါကျွန်တော်တို့ရဲ့အကောင်းဆုံးကြီးတွေဟုတ်ကဲ့သူတို့တွေကိုကျွန်တော်တို့ကအမြဲတမ်းလေးစားတယ်အမြဲတမ်းသူတို့တွေကိုကျွန်တော်တို့သူတို့ရဲ့နောက်လိုက်တွေသူတို့ရဲ့လမ်းစဉ်တွေကျွန်တော်ကျင့်သုံးရမယ်ဆိုတာတော့ကျွန်တော်တို့ဟိုလက်ခံပါတယ်ဒါပေမဲ့နိုင်ငံရေးဆိုတာကတစ်ချိန်နဲ့တစ်ချိန်အချိန်ခါအနေထားအမျိုးမျိုးပြောင်းလဲတယ်ဟုတ်ကဲ့မတူကြဘူးပေါ့နော်မတူကြဘူးဆိုတဲ့ပုံမှာဒီချိန်ဒီခါဒီခေတ်ဒီခါနဲ့ကျွန်တော်တို့အကောင်းဆုံးဘာလုပ်နိုင်မလဲဆိုတာကျွန်တော်တို့ဒါကိုကျွန်တော်တို့ဒီလမ်းစဉ်ကိုကျွန်တော်တို့သွားမှာပေါ့နော်ဆိုတော့သွားတဲ့နေရာမှာကျွန်တော်တို့ရဲ့အဓိက principle တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့တိုင်း